နှစ်ပေါင်းတစ်တောင်အသက်ဆက်ရှင်ထိုင်ဖို့ပေါ့သူမကနီးပညာမြင့်ပစ္စည်းတွေသုံးပြီးကိုအရှင်လက်လက်မြုပ်နှံထားခဲ့တာပါသူမရဲ့တကုတ်လုံးကိုအမြဲပါကလုံးဝပတ်ပြီးသွားတဲ့အချိန်မှာတော့အောင်မြင်စွာပဲအိတ်ဆက်ချင်းချိန်နေ hibernation တွေကိုရောက်သွားခဲ့တာပေါ့နှစ်ပေါင်းတစ်တောင်ကြာမှကျင်နိုးမယ်လို့သူမတွေးခဲ့တာပါဒါပေမဲ့မထဲမပဲတရက်တင်နဲ့ပဲအိတ်ဆက်ခံ hibernation ချိန်မှာကပြစ်သွားခဲ့တယ်ပြင်းထန်တဲ့အသက်ရှူချက်မှုတစ်ခုကချက်ချင်းဆိုသလိုရိုက်ခတ်လာခဲ့တယ်ဒါအပြင်အဲ့ဒီအမြဲပါကလည်းထူးထူးခြားခြားကိုခိုင်ခတ်နေခဲ့တယ်လီဆာဘလောက်ပဲရုန်းကန်ဘုံမဆွဲဖျက်လို့မရနိုင်ခဲ့ဘူးကန်ကောင်းစွာနဲ့အရေးကြီးတဲ့အချိန်မှာသူမဘာစက်ကိုအာယူဖွင့်လိုက်တာနဲ့အမြဲပါမှာအပေါက်တစ်ခုဖြစ်လာခဲ့တယ်ဒါပေမဲ့ပိုပြီးဆိုးရတဲ့အချိန်တွေကရှေ့မှာစောက်ကြူနေတော့ပဲလီဆာကသူ့ခန္ဓာကိုယ်ပေါ်ကချုံနှောင်ထားတဲ့အကုန်လုံးကနေလွတ်မြောက်သွားခဲ့ပေမဲ့အခန်းတကားကိုလုံးဝဖွင့်လို့မရတာကြောင့်11 မီတာတောင်မရှိတဲ့ဒီနေရာချင်းလိထဲမှာပိတ်မိနေဆဲပဲသူမကအပြင်ကိုအကူကြီးတောင်းပြီးအားကိုရမယ်အော်ဟစ်အကူကြီးတောင်းရုံပဲတက်နိုင်ခဲ့တယ်ဒါပေမဲ့လက်ချောင်းနာတဲ့အထိအော်ဟစ်ခဲ့ပေမဲ့ဘယ်သူမှသူမကိုတုံ့ပြန်ခြင်းမရှိခဲ့ဘူးအဲ့ဒီအစားသူမရဲ့ဆူညံတန်ကြောင့်အခန်းထဲကအကူကြီးပေးဆက်နိုးထလာခဲ့တယ် AI ကသူမကိုအခန်းထဲမှာအောက်ဆီဂျင် 35% ပဲကျန်တော့ကြောင်းပြောပြခဲ့တယ်အခုချိန်ကစပြီးအများဆုံးမိနစ် 30 လောက်ပဲအသက်ရှင်နိုင်မှာဖြစ်ကြောင်းပေါ့အခန်းတကားကိုဖွင့်ချင်တယ်ဆိုရင်မှန်ကန်တဲ့ lot ဖြီတဲ့စကားခွက်ကိုရိုက်ထည့်ရမယ်တဲ့ဒါပေမဲ့လီဆာကမှတ်ဉာဏ်တွေထုတ်ယူခံထားရတဲ့သူတယောက်လူဖြစ်နေပါတယ်သူမရဲ့စိတ်ကလုံးဝလွတ်နေခဲ့တာပါဘယ်တော့ဖွင့်စကားခွက်ကိုမှလုံးဝမှတ်မိမနေခဲ့ဘူးစေယုံကိုပို့ခံရတဲ့ဆိုတဲ့ပြတ်တောက်နေတဲ့မှတ်ဉာဏ်တချို့ပဲရှိနေခဲ့ပါတယ်သူမကကုသမှုခံယူနေတာဆိုရင်တော့အခန်းအပြင်ဘက်မှာဆေးဘက်ဆိုင်ရာဝန်ထမ်းတွေစောင့်ကြည့်နေရမှာပေါ့ဒါနဲ့လီဆာလည်းအကူကြီးတောင်းပြီးထပ်အော်ခဲ့တာပေါ့ဒါပေမဲ့အရင်တစ်ခါတုန်းကလိုပဲအတန်ကုန်အော်ဟစ်ခဲ့ပေမဲ့ဘာတုံ့ပြန်မှုမှမရခဲ့ဘူးအဲ့ဒီအစားအောက်ဆီဂျင်သုံးစွဲနှုန်းကိုပိုပြီးမြန်ဆန်စေခဲ့ရုံပါပဲလီဆာကိုစိတ်ငြိမ်စေဖို့ AI ကဆက်လက်တန်ကိုတိုက်ရိုက်ထုတ်ပြီးစိတ်ငြိမ်စေထိုးဖို့ပြင်ဆင်ခဲ့ပါတယ်ဒါပေမဲ့လီဆာကအကိုကင်ထားတဲ့ဆက်လက်တန်ကသူ့ကိုထိုးရမယ့်အချိန်မှာအရန်ကိုခုခံနေခဲ့တယ်လီဆာကခန္ဓာကိုယ်ကိုအမြန်လှည့်ပြီးစေးထိုးတာကိုရှောင်လိုက်တဲ့အခါအကနံမြန်ကအပူခံပစ္စည်းတွေထဲကိုစိုက်ဝင်သွားခဲ့ပါတယ်ဒါပေမဲ့ AI ကတော့လက်မလျှော့ခဲ့ပါဘူးအသစ်လဲပြီးထပ်ထိုးဖို့ပြင်ဆင်ခဲ့ပါတယ်လီဆာအခုညထပ်မပေးတော့ပဲအပေါ်ကပလတ်စတစ်အဖုံးကိုပိတ်လိုက်တော့ဆက်လက်တန်ထပ်ထွက်လာလို့မရတော့ဘူးဒီလိုရုံရင်ဆန်ခတ်ချက်တာတွေအပြီးမှာတော့အခန်းထဲကအောက်ဆီဂျင်က22%ပဲကျန်တော့တာပေါ့စိတ်ပြက်အားငယ်စွာနဲ့လီဆာကအတန်ကုန်အောင်ငိုခဲ့တယ်ဂျားကလည်းအောက်ဆီဂျင်ကိုထပ်ပြီးမြင်ကျဆင်သွားစေခဲ့တယ် AI ကအခြားအပေါက်တစ်ခုကိုအများဖွင့်ပြီးဆက်လက်တန်ကိုထုတ်ကလီဆာကိုစိတ်ငြိမ်စေထပ်ထိုးဖို့ပြင်ဆင်ခဲ့ပါတယ်ဒီတစ်ခါမှာတော့လီဆာရဲ့တုံ့ပြန်မှုကလည်းအလွန်မြန်ဆန်ခဲ့ပါတယ်သူမကဆက်လက်တန်ကိုတင်းဖန်ဆုပ်ပင်အဲ့ဒီချက်ကအိုက်ကိုထုတ်ယူလိုက်ဒီမထင်မရှားအရာလေးကပဲသူမကိုအသက်ရှင်တန်ဖို့မျှော်လင့်ချက်ပေးခဲ့တာပေါ့သူမကအိုက်ကိုတုံးပြီးအခန်းတကားမှန်ကိုဖြည်းဖြည်းချင်းဖောက်ဖို့စီစဉ်ခဲ့တယ်ဒီလိုအခန်းကိုဖျက်ဆီးတဲ့လုပ်ရက်က AI ရဲ့တတိပေးနိုးစော်တန်ကိုထပ်ဖြစ်လောင်စော်လိုက်တယ် AI ကတိုက်ရိုက်ဆိုသလိုဘိုးအားနဲ့ဆက်စစ်တတာကိုထုတ်လွှတ်ပြီးလီဆာကိုတိုက်ခိုက်ခဲ့ပါတယ်ဒါပေမဲ့ဒီခဏတာရက်စစ်ရှော့ကလီဆာရဲ့မှတ်ဉာဏ်တွေကိုတဖြည်းဖြည်းပြန်လည်ရရှိစေခဲ့ပါတယ်ကမ္ဘာပေါ်မှာကမ္ဘာပြည့် virus မျိုးပေါ်လာခဲ့တာဖြစ်တဲ့ကူးစက်ခံရသူတွေက9 ရက်အတွင်းသေဆုံးကြရမှာပေါ့လူသားမျိုးနဲ့ဆက်လက်ရှင်သန်လိုက်ဖို့အတွက်သိပ္ပံပညာရှင်ပေါင်း1000ကိုအိတ်ဆက်ခံပြီးထည့်သွင်းပို့ဆောင်ခဲ့တာပါရည်ရွယ်ချက်ကတော့သူတို့ကိုအလင်း24နှစ်ဝေတဲ့ရိုးတလုံးစီပို့ပြီးအသက်ရှင်သန်နေထန်းကမျိုးပွားဖို့ပါပဲလီဆာကသူတို့ထက်ကတဲတော့ဖြစ်ပါတယ်ဒါပေမဲ့ဒီအိတ်ဆက်ခံတွေကိုတက်ဆောင်လာတာကအာကာသယန်တစင်မဟုတ်ခဲ့ပါဘူးရိုးရှင်းတဲ့ပလန်တိုင်းယန်တစ်မျိုးပါပဲဒါဆိုရင်လီဆာတာအိတ်ဆက်ခံကနေအောင်မြင်အောင်ထပ်ပြင်းနိုင်ခဲ့ရင်တောင်သူကအာကာသနဲ့ထိတွေ့ပြီးလေမွန်ပြီးသစ်ဆိုးရလိမ့်မယ်